အားလုံးပဲမင်္ဂလာပါ sensitive ကနေကြိုဆိုလိုက်ပါတယ်ခုတလောကျွန်တော်တို့နေတဲ့ data နဲ့အနီးတစ်ဝိုက်ကနေရာတွေမှာနိုင်ငံရေးအခြေအနေတွေကြောင့်တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ data လည်းမိဖြတ်ခံထားတာ9ရက်လောက်ရှိပြီပေါ့အဲ့တော့ခုတလောကတော့ပေါ့ပေါ့ပါ movie fact လေးတွေကိုပဲကျွန်တော်တင်มาဖြစ်တဲ့အတွက်သိခံပြီးကြည့်ပေးကြဖို့လည်းမေတ္တာရက်ခံပါတယ်အဲ့တော့စလိုက်အောင်နံပါတ်1အနေနဲ့ကတော့ The Dark Knight Race ရဲ့ ending scene မှာပါတဲ့ Ben Affleck က copy ဖို့ရှင်းဖို့ credit card ကိုထုတ်ပြီးမှ Bruce Wayne ကိုမြင်တော့ကက်ကိုပြန်ထည့်လိုက်တာကိုအားလုံးလည်းသိကြမယ်လို့ထင်ပါတယ်။အကြောင်းကတော့အဲ့ဒီ coffee ဆိုင်ကို Bruce Wayne ကပိုင်နေဆိုတာကို Ben Affleck ကသိသွားခဲ့လို့ဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့မင်းသားကြီးချွဲမင်းစစ်ဟာဗုဒ္ဓဘာသာဖြစ်တဲ့အလျောက်2003ခုနှစ်မှာထွက်ရှိခဲ့တဲ့အိုပိုင်ရုပ်ရှင်မှာရေပွဲအရှင်တွေကိုမစားခင်တကောင်ချင်းစီကိုကောင်းရမွန်ရရောက်စေဖို့အတွက်ဆုတောင်းပေးခဲ့တယ်လို့လည်းသိရပါတယ်။ကျေးဇူးတင်ပါတယ်လို့နံပါတ်3အနေနဲ့ကတော့2016မှာထွက်ရှိခဲ့တဲ့ Arabic ရုပ်ရှင်မှာပါတဲ့ Alien Language ကအဲ့ဒီရုပ်ရှင်အတွက်တီးတန့်ဖန်တီးထားတာဖြစ်ပြီးတော့ကမ္ဘာပေါ်မှာလုံးဝမသုံးရသေးတဲ့တနည်းအားဖြင့်ကမ္ဘာပေါ်မှာလုံးဝမရှိတဲ့ဘာသာစကားတစ်မျိုးလည်းဖြစ်ပါတယ်။ Production အဖွဲ့ကလည်းအဲ့ဒီဘာသာစကားကိုဖန်တီးဖို့အတွက်တစ်နှစ်လောက်အချိန်ယူခဲ့ရတယ်လို့လည်းသိရပါတယ်။နံပါတ်4အနေနဲ့ကတော့ Director Christopher Nolan က Oppenheimer ရုပ်ရှင်အတွက်ရိုက်ကူးကပုံရိပ်အသုံးပြုကအပြင် Oscar ရရင်ရမယ်ဘောနက်တွေပါပေါင်းလို့ရှိရင်ဒေါ်လာတန်း100လောက်အထိရရှိခဲ့တယ်လို့သိရပါတယ်။နံပါတ်5အနေနဲ့ကတော့ Debut ရုပ်ရှင်မှာ Brad Pitt ဟာ cameo အဖြစ်တကားလုံးမှာ2စက္ကန့်ခွဲလောက်ပဲပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါဟာ Hollywood ရုပ်ရှင်တမိုင်းတစ်လျှောက်အေးလေးတရုပ်ဆောင်တစ်ယောက်ရဲ့ screen time အတူဆုံး cameo လည်းဖြစ်ပါတယ်။နံပါတ်6အနေနဲ့ကတော့2014ခုနှစ်မှာထွက်ရှိခဲ့တဲ့ Interstellar ရုပ်ရှင်ထဲမှာမြင်ရတဲ့ Black Hole ကိုဖန်တီးခဲ့စဉ်က frame တစ်ခုချင်းစီတိုင်းကို VFX Virtual Effect အနေနဲ့နိုင်ပေါင်း100ကြာအောင်ဖန်တီးခဲ့ရတာလည်းဖြစ်ပါတယ်။အလုံးစုံပြည့်မြောက်ဖို့အတွက်ကတော့ VFX ပညာရှင်အယောက်30နဲ့တစ်နှစ်ကြာအောင်ပြုလုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်။နံပါတ်9အနေနဲ့ကတော့ Deadpool and Wolverine မှာပါဝင်တဲ့ Deadpool ကိုအပြင်မှာတော့ PG လို့ခေါ်ပြီးတော့အဲ့ဒီခွေးလေးကတော့2023ခုနှစ်အတွင်းပြည်ထိုင်နိုင်ငံရဲ့တနစ်တာရုပ်အဆိုးဆုံးခွေးဆိုတဲ့ဆုကိုရရှိထားတာလည်းဖြစ်ပါတယ်။နံပါတ်10အနေနဲ့ကတော့ကမ္ဘာပေါ်မှာ Ghost Rider, Superman, Spider-Man အဖြစ်သရုပ်ဆောင်မှုတာဆိုလို့မင်းသားကြီး Nicolas Cage တယောက်ပဲရှိတာဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကတော့ Breaking Bad ရဲ့ Season 1ကနေ5အထိ Episode 62ပိုင်းတောင်ရှိတာဖြစ်ပြီးတော့ Rating 8အောက်ရှိတာဆိုလို့တစ်ပိုင်းပဲရှိပါတယ်။အဲ့ဒီ Rating အနည်းဆုံးအပိုင်းအဆိုရင်လည်း 7.9 အထိတောင်ရရှိထားတာလည်းဖြစ်ပါတယ်။နံပါတ်10အနေနဲ့ကတော့ Samuel Jackson ကသူ့ဘဝတစ်လျှောက်လုံးရုပ်ရှင်ဇာတ်ကားပေါင်း156ကားကျော်ရိုက်ကူးထားပြီးတော့အဲ့ဒီ156ကားမှာ Motherfucker ဆိုတဲ့စကားလုံးကို1116ခါတောင်ပြောခဲ့တာလည်းဖြစ်ပါတယ်။ Motherfucker. Boniface အနေနဲ့ကတော့ Wow. ကျွန်တော်ရဲ့ data ကြီးညိုမင်းလွင်ဟာသူကိုယ်တိုင်လည်းမိတ်ကပ်မကြိုက်တယ်လို့သူခေါ်ရိုက်တဲ့မင်းသားတွေမိတ်ကပ်သုံးရင်လည်းသဘောမကျဘူးလို့လည်းသိရပါတယ် Nice. ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်လို့ like and subscribe လုပ်ပြီးတော့အားပေးခဲ့လို့လည်းရပါတယ်နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတွေဇာတ်လမ်းတွေနဲ့အကြောင်းအရာတွေကိုတင်ဆက်ရင်းပြန်လာခဲ့ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပဲပြန်တွေ့ပါမယ်